ရောင်းအနေနဲ့ဒီလက်လီလက်ကအယောင်းဆိုင်တွေမှာရောင်းတဲ့အခါမှာကုန်ပစ္စည်းတစ်ခုတည်းကိုမတူညီတဲ့ unit အမျိုးမျိုးနဲ့ရောင်းချလို့ရတာတွေဒီဝယ်ယူတဲ့ပစ္စည်းရဲ့အမျိုးအစားဒါမှမဟုတ်လို့ရှိရင်ဝယ်ယူလိုက်တဲ့ပမာဏအပေါ်မှာမူတည်ပြီးသွားတဲ့အခါကျတော့ဒီလက်ဆောင်ပစ္စည်းတွေပေးတယ်ရှော့ဈေးတွေပေးတဲ့ပုံစံလေးတွေကိုရှင်းပြခဲ့ပြီးသွားပြီဖြစ်ပါတယ်ဒီနေ့မှာကတော့ဒီအယောင်စရင်းတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့ဒီနေ့တနေ့တာရောင်းရငွေကိုဘယ်လိုမျိုးကြည့်မလဲနောက်တစ်ခါဒီလုပ်ငန်းမှာရှိတဲ့ကိုယ့်ရဲ့ဒီအမျက်ပေါ့နော်ဒီအကျင့်အမျက်လို့ခေါ်တာပေါ့နော်ဒီကုန်ပစ္စည်းရောင်းလိုက်တဲ့အကျင့်အမျက်တွေကိုဘယ်လိုကြည့်မလဲဘယ်လိုရှုထောင့်နေရနေပြီးတော့ကြည့်လို့ရလဲကိုယ့်ရဲ့ဆိုင်မှာရှိတဲ့ကုန်ပစ္စည်းလက်ကျန်ရဲ့စရင်းကိုကြည့်ချင်လို့ရှိရင်ဘယ်လိုကြည့်နိုင်လဲဆိုတာလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် EFP News မှာဒီကုန်ပစ္စည်းရဲ့လက်ကျန်စာရင်းကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ stock balance ဆိုတဲ့ report ကနေပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ဒီ stock balance report မှာတကယ်လို့ကိုကဒီနေ့ရဲ့တရက်စာကိုပဲသိချင်တယ်ဆိုလို့ရှိရင်လည်းဒီ from date to date ကိုဒီနေ့တရက်စာဆိုတာကိုရွေးပြီးတော့ကြည့်လိုက်လို့ရပါတယ်ကိုကြည့်ချင်တဲ့ report အတွက်ကိုဒီမှာ generate ဆိုတာလေးကိုလုပ်ပေးရမှာဖြစ်ပါတယ်အခုဒီမြင်နေရတာကတော့ဒီ green clover shop မှာပေါ့နော်ကိုရဲ့ဒီကုန်ပစ္စည်းတစ်ခုချင်းစီရဲ့လက်ကျန်ကဘယ်လောက်ရှိတာလဲဒီမှာဆိုရင်လက်ကျန်က990ရှိတယ်ဒီလက်ကျန်ကုန်ပစ္စည်းတွေရဲ့ဒီ fan 1ရဲ့ကုန်ပစ္စည်းရဲ့တန်ဖိုးကတော့ဒီမှာ29သိန်း9000ရှိတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီအပြင်ဘာကိုတွေ့ရလဲဆိုတော့ opening ဆိုတာကတော့ဒီနေ့မတိုင်ခင်တုန်းကရှိတဲ့ကုန်ပစ္စည်းရဲ့စရင်ဖွင့်လက်ကျန်အဲ့တော့ဒီနေ့မှာဘာမှမရောင်းခင်မှာဆိုလို့ရှိရင်1000ရှိတယ်အောက်ကကြတော့30ဒါဆိုလို့ရှိရင်ရောင်းထားတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကို့မှာကဆိုင်ခွဲတွေအများကြီးရှိတယ်ဆိုလို့ရှိရင် warehouse တွေအများကြီးရှိတယ်အဲ့တော့ warehouse တစ်ခုကနေတစ်ခုကို transfer လုပ်ထားတယ်ပေါ့နော်ပြောချင်တာကတော့ဒီဆိုင်ကနေပြီးတော့ထွက်သွားတဲ့ကုန်ပစ္စည်းကတော့30ရှိတယ်ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုလို့ရှိရင်စုစုပေါင်းကိုယ့်ရဲ့ဆိုင်မှာဆိုလို့ရှိရင်ကုန်ပစ္စည်းလက်ကျန်က400 4959ခုရှိပြီးတော့ကုန်ပစ္စည်းရဲ့စုစုပေါင်းတန်ဖိုးအားကြတော့ဒီမှာဆိုလို့ရှိရင်2800နဲ့9သိန်းနဲ့9000ရှိတယ်ဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ် stock balance ကတော့အဓိကကိုယ့်ရဲ့ကုန်ပစ္စည်းလက်ကျန်အရေးအတွက်စုစုပေါင်းရဲ့ကုန်ပစ္စည်းရဲ့တန်ဖိုးစုစုပေါင်းရဲ့ကိုပြပေးမှာဖြစ်ပါတယ်တကယ်လို့ဒီ report တွေကိုကိုကနေပြီးတော့ Excel နဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်း EFP News မှာ Excel ကို export ထုတ်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ stock ledger ဆိုတာကတော့ကုန်ပစ္စည်းရဲ့အဝင်အထွက်အသေးစိတ်ကိုပြပေးမှာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ဒီမှာပေါ့နော် fan ကိုပဲကြည့်လိုက်ပါမယ် F1 ပေါ့ F1 ကိုဆိုလို့ရှိရင်ဒီမှာဒီနေ့မှာသူက3ခုတစ်ခါရောင်းထားတယ်2ခုတစ်ခါရောင်းထားတယ်4ခုတစ်ခါရောင်းထားတယ်1ခုတစ်ခါရောင်းထားတယ်ဆိုပြီးတော့ထွက်သွားတဲ့အရေးအတွက်အသေးစိတ်ကိုတွေ့ရမှာဖြစ်ပါတယ်၄ကရောင်းလိုက်တယ်ဆိုလို့ရှိရင်၄ခုဖြစ်မယ်၅ကရောင်းလိုက်တယ်ဆိုလို့ရှိရင်၅ခုဖြစ်မယ်ပေါ့နော်ဒီလိုမျိုးလေးပုံစံလေးနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကိုကဒီအစီရင်ခံစာတွေကိုကြည့်တဲ့အခါမှာကိုကြည့်ချင်တဲ့ရှုထောင့်နေရနေပြီးတော့ရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ်အခုဆိုလို့ရှိရင် F1 ဆိုတဲ့ပန်ကာကိုပဲရွေးကြည့်တယ်အဲ့လိုမကြည့်ပဲနဲ့ကိုကဘာကိုကြည့်ကျင်လဲဆိုလို့ရှိရင်ကိုရဲ့ဆိုင်မှာ accessory အုပ်စုအောက်မှာဘယ်လောက်ကျန်နေလဲဒီ accessory တွေရဲ့အဝင်အထွက်စီရင်ကိုကြည့်ကျင်နေဆိုလို့ရှိရင်လည်း accessory ဆိုတာနဲ့ကြည့်လို့ရတယ်ဒါမှမဟုတ်ခဲ့လို့ရှိရင်ဒီမှာပေါ့ lady watch ပေါ့နော် lady watch ဒီအမျိုးသမီးဝတ်နာရီပေါ့ဒီနာရီရဲ့အုပ်စုနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ lady watch ကဒီမှာဆိုလို့ရှိရင် L4 က100ဝင်လာပြီးွားတဲ့အခါမှာ L4 ကဒီမှာဆိုလို့ရှိရင်တစ်ခုထွက်သွားတယ်ဒါကြတော့ဒီမှာ transfer လုပ်ထားတဲ့စီကနေပြီးတော့တစ်ခုထွက်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကုန်ပစ္စည်းရဲ့အဝင်အထွက်အသေးစိတ်ကိုပြပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ POS register ဆိုတဲ့ report လေးကိုလည်းကြည့်လို့ရမှာဖြစ်ပါတယ်ဒီ POS register ဆိုတဲ့ report ကတော့ဘာလေးကိုပြပေးမလဲဆိုလို့ရှိရင်ဒီနေ့ရဲ့အယောင်းတွေအဲ့တော့ဒီနေ့ရဲ့အယောင်းတွေမှာဆိုလို့ရှိရင်ဒီ voucher တစ်စောင်ချင်းစီက
ငွေပမာဏဘယ်လောက်ရောင်းရလဲ customer ဘသူ့ကိုရောင်းခဲ့လဲပြီးသွားလို့ရှိရင်သူရောင်းချလိုက်တဲ့ငွေပမာဏစုစုပေါင်းကဘယ်လောက်လဲ payment အနေနဲ့ကကြတော့ cash နဲ့ပေးခဲ့တာလား KPay နဲ့ပေးခဲ့တာလားဒါမျိုးလေးတွေကိုကြည့်လို့ရမှာဖြစ်ပါတယ်တကယ်လို့ကိုက KPay နဲ့ပေးတာကိုပဲသိချင်တယ် cash နဲ့ပေးတာကိုပဲသိချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာကိုသိချင်တဲ့ payment ကိုရွေးပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ဒါလေးကတော့တနေ့တာအယောင်စရင်လေးပါတကယ်လို့ဒီတနေ့တာအယောင်စရင်မှာကိုယ်ဆိုင်မှာကက်ရှာတွေက4-5ယောက်ရှိမယ်ဆိုလို့ရှိရင်လည်းကက်ရှာတစ်ယောက်ချင်းစီရဲ့ရောင်းအားကိုကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကြည့်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့အကျဲအမြက်ပေါ့နော်အကျဲအမြက်ဆိုတာကကြတော့ကိုကဒီမှာဆိုလို့ရှိရင် fan 1ကို10ခုရောင်းထားတယ်သူ့ရဲ့ရောင်းဈေးကတစ်ခုကို8000ဝယ်ဈေးကကြတော့3000ဒါဆိုလို့ရှိရင်စုစုပေါင်းအယောင်းဝင်ငွေက8000ဖြစ်ပြီးတော့ကုန်ပစ္စည်းရဲ့ကုန်ကျစရိတ်ကတော့3000ဒါဆိုလို့ရှိရင်အကျဲအမြက်အပြင်9000ဆိုတာကိုတွေ့ရမယ်နောက်တစ်ခုကကြတော့ဒီအကျဲအမြက်အနေနဲ့ percentage အနေနဲ့ကတော့62.5ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ product တစ်ခုချင်းစီရဲ့အကျန်းအမြက်ကိုသိရတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ဘာအကျိုးရှိမလဲဆိုလို့ရှိရင်ကိုကနေပြီးတော့ဒီပစ္စည်းတွေကို short ဈေးနဲ့ရောင်းချင်တယ် promotion ပေးချင်တယ်ပေါ့နော်ကိုရဲ့ဆိုင်မှာပစ္စည်းတွေများနေတယ်ဒါကြောင့်မလို့ကိုက promotion ချချင်တယ်ဒါဆိုလို့ရှိရင်ဘယ်ပစ္စည်းတွေကို promotion ချမလဲဘယ်လောက် percent လောက်အထိ promotion ချလို့ရမလဲဆိုတဲ့ဟာကိုကိုကအလွယ်တကူတွက်ချက်နိုင်မှုအထောက်အကူပြုမှာဖြစ်ပါတယ်အကျဲမြက်ကိုကြည့်တဲ့အချိန်မှာကုန်ပစ္စည်းတစ်ခုချင်းစီကိုလည်းကြည့်လို့ရတယ်လို့ကုန်ပစ္စည်းအုပ်စုအလိုက်ကိုလည်းကြည့်လို့ရပါတယ်အဲ့လိုပဲ warehouse အလိုက်ကြည့်မလားcustomer တွေတယောက်ချင်းစီအလိုက်ကိုကြည့်ချင်လား customer အုပ်စုအလိုက်ကိုကြည့်မလားပေါ့နော်တကယ်လို့ကိုကဒီ customer တွေကို territory တွေခွဲထားတယ်ပေါ့ဥပမာတောင်ဥက္ကလာမြောက်ဥက္ကလာရန်ကုန်မန္တလေးဒါမျိုးတွေ territory တွေခွဲထားတယ်ဆိုလို့ရှိရင်လည်းဒီ territory အလိုက်ကိုကြည့်လို့ရမှာဖြစ်ပါတယ်တကယ်လို့ကိုကတလားချင်းစီရဲ့ရောင်းအားတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဘယ်လိုကြည့်လို့ရမလဲဆိုလို့ရှိရင်ဒီမှာ manly နဲ့ကြည့်လိုက်တယ်ဆိုလို့ရှိရင်လည်းလအလိုက်ရောင်းအားလေးတွေကိုပြသွားပေးမှာဖြစ်ပါတယ်ဒီနေ့ရှင်းပြပေးသွားတာကတော့ဒီ POS အနေနဲ့ဒီလက်လီလက်ကားအယောင်ဆိုင်တွေကနေပြီးတော့ရောင်းပြီးသွားတဲ့အခါမှာကိုအနေနဲ့ကဒီလုပ်ငန်းမှာရှိတဲ့ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ရောင်းလိုက်တဲ့အကျဲအမြက်ကိုသိချင်တယ်ဒါလေးတွေကိုဘယ်လိုကြည့်မလဲနောက်တစ်ခုကကြတော့ဒီနေ့တစ်နေ့ရဲ့ရောင်းအားငွေအဝင်ကဘယ်လိုမျိုးကြည့်မလဲကုန်ပစ္စည်းတွေရဲ့အဝင်အထွက်စည်ရင်းအသေးစိတ်ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုကြည့်မလဲကုန်ပစ္စည်းရဲ့လက်ကျန်စည်ရင်းကိုသိချင်တယ်ဆိုလို့ရှိရင်ဘယ်လိုကြည့်မလဲဆိုတာလေးကိုရှင်းပြပေးသွားတာဖြစ်ပါတယ်တကယ်လို့ EFP News ကိုလုပ်ငန်းမှာအသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့ Business Centric Network ကိုဆက်သွယ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်